င်းနာမှာငါရှာလို့ရမယ်ညအိပ်ပြီးမိပုံလေးနဲ့ကင်မလို့မယ်ငင်းချင်းတွေနဲ့အတူတချင်းဆိုမယ်ချောင်းရည်ကြီးလေးထဲမှာရေချိုးမယ်အဲ့လိုမျိုးတကယ်ကို relax ဖြစ်စေမဲ့ trip လေးတစ်ခုကိုတွားခဲ့ပါတယ်ဘယ်နေရာဖြစ်မလဲဆိုတာဆက်ကြည့်လိုက်နော်နေရာလေးကတော့ KL ကနေနနာရီခီးပဲရှိတဲ့ဒီနေရာလေးပဲဖြစ်ပါတယ်ကျမဆက်ထွက်တော့ MRT ထားနဲ့ဆက်ထွက်ပါတယ်ဘာလို့ဆို trip တူတွားမဲ့လူတွေနဲ့ဒီနေရာမှာစုံမမှုလို့ပါစစီးပါပြီကားထဲဝင်တာနဲ့မူးပါပြီမူးနဲ့ပဲရောက်ရှိသွားပါတယ်အရန်ကိုတားရပါတယ်ချောင်းကိုစမြင်ရပါပြီကျမကတော့ရောက်တဲ့နဲ့ရင်စားပါတယ်လူနေထူထပ်တဲ့မြို့ပြအထဲမှာပဲအလုပ်တွေနဲ့ပြည်နေရတော့အခုလို vibe မျိုးရလိုက်တော့တကယ်ကိုပေါ့ပါသွားတာပါအထုပ်ပိုးတွေတေးကြပြီးစကန်ချမဲ့ချောင်းတစ်ဖက်ကန်းကိုကူးကြပါတယ်တရားကတော့မြင်တဲ့အတိုင်းပါပဲကွာတော့နဲ့ဖြစ်ခဲ့ရတယ်ဟိုတစ်ဖက်ကန်းကိုရေချောင်းထဲကအတိုင်းပြန်ဖြတ်ချပါတယ်ဒါကတော့စကန်ချတဲ့နေရာပါဘေးမှာချောင်းလေးရှိတော့ရမ်းတာရပါတယ်ချက်ပြုတ်စားတော့ကြဖို့ထင်းရှာထင်းခုတ်ပြီးမိမွေးတယ်ကျမတော့ထိုင်စကားများတယ်သေးထိုးတဲ့သူကထိုးတချင်းဆိုတဲ့သူကဆိုတကယ်ကိုတဘာဝဆန်တဲ့နေရာလေးပါစချက်ပြုတ်ကြပါတယ်ဒါတွေကတော့မြို့ကြီးပြကြီးတွေမှာမရနိုင်တဲ့ vibe မျိုးတွေပါလုပ်ရမယ့်အလုပ်တွေပူလောင်ရမယ့်အရာတွေမွန်းကျက်နေတဲ့စိတ်တွေကိုတဘာဝတရားနဲ့ပြန်ကူးစားလိုက်ရတယ်လို့အရန်ကိုလက်ဆန်သွားတာပါယောက်ျားသားတွေကတော့ဝါသနာအတိုင်းငါးပြနေကြပါတယ်ကျမကတော့ဝါကြီးထက်ဆွဲပါတယ်ပြီးရင်စင်ကျိုးတဲ့ရေကကြည်နေတာပဲအေးစိတ်နေတာပဲခဏတာဖျားဝုတ်ပြုတ်ပြီးတော့မောင်လာတဲ့အချိန်ဂိမ်းလေးတွေစောကြပါတယ်ရှုံးတဲ့ဖွဲ့ကိုကခိုင်းနေတာပါတချို့ကညမှာငါးပြစ်ဖို့ပြန်စီစဉ်နေကြတယ်တချို့ကတော့အသားတွေကင်ဖို့စီစဉ်နေကြတယ်စိတ်ပြင်းမွေးတကောင်တွေ့ခဲ့ရလဲမတည့်ရပါမယ်အသားစာကင်ပါပြီကောင်းမကောင်းမြည်ကြည့်တာပါလို့ကောင်းပါတယ်ဟဲ့ဒါကတော့ပြစ်ထားတဲ့ငါးတွေပါဒါကတော့အငါးကြွားပါနောက်တစ်နေ့ကိုရောက်တော့ချောင်းတန်လေးနဲ့အေးစိတ်လေးနဲ့ဆိုတော့မိမိုက်နေရောမနေ့ကပြစ်ထားတဲ့ငါးတွေကိုချက်ပြုတ်စားတော့ဖို့ပြင်ဆင်ကြပါတယ် subscribe လေးလုပ်ဖို့မမေ့ကြနဲ့နော်ကမြင်လိုက်ရမှကျေနပ်တာပါတော့ဖက်အတွင်းပိုင်းကိုလည်းလဲလို့ရပါတယ်ကျမကတော့မတွားရလို့ဒီထိပဲတွားခဲ့ပါတယ်ဒါကတော့ဘုဒ္ဓအိုဖက်ကရွာတွေမှာတွေ့ရတဲ့ခြံတကားပုံစံမျိုးပါလွမ်းမိပါတယ်တာယာလပမှုအပေါင်းခညောင်းနေတဲ့နေရာလေးပါပိုက်ထပ်ဖြစ်ကြပြီးပြန်ဖို့ပြင်ဆင်ရပါတော့တယ်ထပ်နေချင်းလေးပဲပေါ့မပြန်ခင်လေးချောင်းထဲဝအောင်ထပ်ဆော့ခဲလိုက်ပါသေးတယ်ဆူတောင်းပြီးမှဒီညလေးကိုနှုတ်ဆက်ခဲ့ရပါတယ်ငွေချင်းတို့တဘောကြရဲဆိုရင် subscribe လည်းလုပ်ပေးဖို့မေ့ကြနေနော်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြရအောင်နော်